ဒါလည်းတော့ကျွန်တော်တို့ပြန်ပဲဖြစ်တော်လေးမျက်နှာငယ်အနေထားတယ်ကျွန်တော်တို့ရုပ်ကြားချင်းကျွန်တော်တို့ရှုံးတာနည်းနည်းတော်တယ်အခုကနှစ်ခုစလုံးပေါ့နှစ်ခုစလုံးပြောလဲပြီးမှာလဲမာရလဲများတော့ဒါဒီဗီဒီယိုလေးဗျာဒီတနွဲမိဒါပဲရိုက်ချက်ကြောက်ကောင်းတယ်ဗျာသူတို့နဲ့ပြန်ပဲတွေ့ရင်တော့ကျွန်တော်တို့တကယ်တမ်းရှုံးခဲ့ရင်တော်လေးစိတ်နာပဲနေထားပဲတော်လေးစိတ်နာပဲနေထားကျွန်တော်ဒီဗီဒီယိုကြည့်တာဒီလိုပြန်ပဲမျိုးတွေ့ပြီးရှုံးခဲ့ရင်မျက်နှာပြတ်စရာကြီးဗျာဒါတော်လေးတူဖြစ်တယ်တခါလေနော်ဒါကျွန်တော်တို့ဒီအားကစားမှာဖြောပြမှုလဲပေးတော့ပေါ့ပြီးရင်လဲလေတိုက်တမျိုးလဲပုံစံလဲပေါ်တယ်တော်တော်ကျွန်တော်တို့ယောက်ျားဆဆာမျိုးလဲမဟုတ်ဘူးလေအဲ့ဒါကျွန်တော်ပြောမှာအချော့ပေါ့ရိုက်ကြလဲတော်တော်လေးကောင်းပြီးလဲဒီဟိုထိုးတယ်ပါအကုန်လုံးကောင်းတယ်နော်ဒီဗီဒီယိုလေးကျွန်တော်တို့တကယ်တမ်းကျွန်တော်တို့ပြန်ပဲအဖြစ်တွေ့ရေးကျွန်တော်တို့ရှုံးခဲ့